ပတ်စံအရာချမ်းတယ်လို့နာမည်ကြီးနေတဲ့ Weifu app ကိုဘယ်လိုသုံးရမလဲအားလုံးပဲမင်္ဂလာပါ Wave မြန်မာ channel ကနေကြိုဆိုပါရစေပထမဆုံးအနေနဲ့ application ကိုပေးထားတဲ့ link ဒါမှမဟုတ် Play Store ကနေ download လုပ်ပါ download လုပ်ထားတဲ့ application ကိုဝင်မယ် Join Weifu ဆိုတာလေးကိုနှိပ်မယ်ပြီးရင်မွေးနေ့ထည့်ပါမယ် username ကတော့ကိုယ်အဆင်ပြေတာလေးကိုရွေးပြီးပေးလို့ရပါတယ်ပြီးရင်တော့ဒီထဲကနေ3ခုရွှေ့ရပါမယ် Fan, Free Topic နဲ့ Appreciation ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးရင်အောက်ကဟာလေးကိုနှိပ်မယ်ပထမဆုံး post တစ်ခုတင်ဖို့တစ်ခုရွှေ့လိုက်ပါပုံရွေးမယ်ပြီးရင်စာသားရေးမယ်အောက်ကအပြောင်လေးကိုနှိပ်ပါဒါဆိုရင်တော့ပထမဆုံး post တင်ပြီးသွားပါပြီ Weifu ကနေပတ်စံရဖို့ဆိုရင် creator ဖြစ်ဖို့လိုပါတယ် creator ဖြစ်မဖြစ်ကြည့်ရအောင် setting ကိုသွားမယ် creator ကိုနှိပ်မယ် creator ဖြစ်ဖို့ဆိုလို့ရှိရင်နည်းနည်းရှိပါတယ်ပထမနည်းကတော့ super like 5ခုရရမယ်ဒုတိယနည်းကတော့တကယ်ချင်း15ယောက်ကို invite လုပ်ရပါမယ်အဲ့နှစ်ခုတွေကတစ်ခုလုံးနိုင်လို့ရှိရင် creator ဖြစ်ပါပြီ invite လုပ်ဖို့ဆိုလို့ရှိရင် invite ဆိုတာလေးကိုနှိပ်မယ် copy ဆိုတာလေးကိုနှိပ်မယ်ကိုဖိတ်ချင်တဲ့တကယ်ချင်းရဲ့ social media account ကိုပို့ပေးလိုက်ရင်ရပါပြီအဲ့ဒီ link ကနေတက်ဆင်တူဒီ application ကို download လုပ်လို့ရှိရင် invite လုပ်ပြီးသားဖြစ်တော့ပါလိမ့်မယ် super like ကတော့ကိုယ့်ရဲ့ video ကိုကြည့်ရတဲ့လူတွေကနေပေးရင်လည်းရနိုင်တယ်လို့ super like ကိုလည်းဝယ်လို့ရပါတယ်ဝယ်မယ်ဆိုရင်တော့ shop ထဲက super like ကိုနှိပ်ပြီးတော့မှဝယ်လို့ရပါတယ်ကိုက creator ဖြစ်ပြီဆိုလို့ရှိရင်တော့ကိုတင်လိုက်တဲ့ video ရဲ့ view တွေ like တွေ comment တွေကနေပတ်စံရမှာဖြစ်ပါတယ်အားလုံးပဲပတ်စံအများကြီးရှာနိုင်ကြပါစေ channel လေးကိုလည်း like and subscribe လုပ်ဖို့ဝင်ပေးကြနဲ့နော်